သူဖောက်ပြန်နေတာကိုတီလို့တဲ့မေးတယ် तू ကဘာပြန်ပြောလဲဆိုတော့ तू ဖောက်ပြန်တာမဟုတ်ပါဘူးတဲ့ तू ကစားချင်အောင်တက်ပါတဲ့မှန်ပါတယ်ဖောက်ပြန်နေတဲ့သူ2မျိုးရှိပါတယ်ဗျကျွန်တော်ပြောပြမယ်နံပါတ်1ဖောက်ပြန်နေတဲ့သူတွေကအိမ်အောင်ရှိတယ်တခြားတယောက်ကိုသွားပြီးတော့တပ်ပတ်တက်တယ်ပေါ့နော်တခြားတယောက်နဲ့သွားပြီးတော့မှအတူတူနေတယ်အဲ့တယောက်ကိုချစ်မိတဲ့ပုံစံမျိုးဖြစ်ပြီးတော့မှဖောက်ပြန်နေတဲ့သူတွေရှိတယ်အဲ့ဒီအရာကပြောမဆိုအိမ်အောင်ကြီးဖောက်ပြန်တာပေါ့နော်နောက်ထပ်တစ်ခုကပိုဆိုးတဲ့ဖောက်ပြန်မှုကအခုပြောတဲ့ဟာမျိုးကစားချင်အောင်တက်ပါဆိုတဲ့သူတွေကလေအဲ့လိုလူမျိုးကသူတို့မှတယောက်တည်းမဟုတ်အများကြီးပဲရှိတယ်ဗျာပြောမယ်ဆိုရင်ကြုံရင်ကြုံတယ်လို့မျိုးသူတို့မှလေဒီအဲ့တဲ့ကိစ္စကိုထမင်းစားရေတောက်လို့ပဲသဘောထားပြီးတော့ဖောက်ပြန်နေတဲ့သူတွေအများကြီးရှိပါတယ်သူတို့ခေါင်းထဲမှာအဲ့တဲ့အရာကိုပြောမဆိုရင်ဒါကိုအပျော်တက်ပေါ့အဲ့ဒီအဲ့လိုမျိုးပဲတွေးထားကြတယ်ဗျအဲ့လိုမျိုးလူတွေကသူတို့မမွေချင်းချေမြင်ကြတယ်ဗျပြောရမယ်ဆိုရင်တော့သူတို့ဒီအိတ်ဖို့ကိစ္စကိုပြောမယ်ဆိုရင်ပေါ့လေးပဲတွေးပြီးတော့သူတို့ကတတ်မှတ်ကြတယ်အဲ့တော့ချင်းတွေးကြမယ်ဒိတ်ကြမယ်သူတို့ဒီအရာမှာအိပ်ပြီးသွားပြီသူတို့မှာဘာမှမရှိတော့ဘူးဒီလူနဲ့သူတို့တစ်ချိန်တစ်ခါချင်းတွေးလိုက်တယ်သူတို့ပြီးသွားပြီအဲ့လိုမျိုးနဲ့ပဲသူတို့ကဒါကိုဖောက်ပြန်တယ်လို့မထင်မဲနဲ့သူတို့ကဒါကိုမုတ်ဝယ်စားတယ်လို့မျိုးထမင်းဟင်းဝယ်စားတယ်လို့မျိုးသူတို့ဘယ်တော့မှထမင်းဝယ်စားပြတော့မှဒါတော့မှနှိုင်းလို့မကောင်းတဲ့အရာလို့ပြောလို့ရတယ်ဗျာနော်သူတို့ကဒီတာအပျော်တက်ပဲသူတို့ကတတ်မှတ်တာအဲ့တော့လေပြောရမယ်ဆိုဒီလိုမျိုးပြောမယ်ဆိုရင်အကြည့်စာလိုက်တာပြောတော်လေးဟိုမှာဒါမကောင်းတဲ့သူလို့ပြောလို့ရတယ်ဗျာနော်ပြောမယ်ဆိုရင်သူတို့မှာဒီဖောက်ပြန်ဖို့အရာကိုပဲခေါင်းထဲထည့်ထားပြီးတော့မှဒါကိုဖောက်ပြန်နေပါတယ်လို့သူတို့ကိုယ်သူတို့မသိတာအဲ့ဒါကိုသူတို့ကစားနေတာသူတို့ဒါအပြင်းပြေပါအပျော်တက်ပါသူတို့မှအိမ်အောင်ရှိတယ်တချို့ဒီမယားရှိနေတဲ့ယောက်ျားတွေလည်းဒီလိုမျိုးရှိတယ်မျိုးတချို့ဒီပြောမယ်ဆိုရင်လင်ရှိပါလျက်နဲ့လေဒီအပျော်တက်ဒီအဲ့တဲ့အရာကိုပြောမယ်ဆိုရင်တမင်တကာကိုသွားပြီးတော့မှပတ်သက်နေတဲ့သူတွေလည်းအများကြီးရှိပါတယ်အခုခေတ်ကြီးထဲမှာကျွန်တော်တို့ပြောရမယ်ဆိုရင်တော့လေဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှလေကိုတကယ်ထိမ့်သိမ့်နိုင်ဖို့လိုတယ်ကျွန်တော်အမေဆိုမြဲတမ်းဆုံးမဘူးတဲ့အရာရှိတယ်အဓိကလူသားဆင်းရဲခြင်းဆင်းရဲမယ်အဓိကကိုချင်းတိတ်ခါတရားနဲ့ကိုယ့်ရဲ့တစ္ဆာတရားဒါအရန်ရေးကြီးတဲ့အရာဖြစ်တယ်ပေါ့လူတယောက်မှာကျွန်တော်တို့နာမည်တစ်လုံးနဲ့နေတာဖြစ်တဲ့အတွက်ကြောင့်ဒီအရာတွေဟာတကယ်ကိုလိုအပ်ပါတယ်အဲ့တော့ပြောရမယ်ဆိုရင်တော့ခဏပြောဒီဖောက်ပြန်နေတဲ့သူအများစုထဲမှာဆိုရင်ဒီကစားတယ်ဆိုတဲ့သူတွေအစိထိရောက်သွားပြီဆိုရင်အဲ့ဒါကတော်တော်လေးဟိုမှာတို့မှာတဏှာစိတ်တအားကြီးပြီးတော့မှဘယ်သူမှဆုံးမလို့မရတော့တဲ့အထီကိုကြုံရင်ကြုံတယ်လို့တွေးတဲ့သူနဲ့အဲ့တဲ့အတန်းစားထဲမှာပါသွားပြီဖြစ်ပါတယ်အဲ့လိုလူမျိုးကိုကိုယ်အိမ်အောင်ဘက်ဖြစ်အခုလိုမျိုးပြောနေပြီဆိုရင်တော့မြန်တာကိုကလေကွာရှင်းလိုက်တာအကောင်းဆုံးပဲဖြစ်တယ်။ဘာကြောင့်လဲဆိုတော့လေသူတို့မှာပြောမယ်ဆိုရင်ကိုယ့်ကိုအိမ်မှာပဲထားတယ်မှန်တယ်အိမ်ရောက်လို့ရှိရင်မသိတယ်လို့ပဲဖာသီးဘာသာကိုမင်းလည်းဘာအပျော်ပဲသူတို့မှလည်းအတီတကြားရဲ့မရှိဘူးသူတို့မှလည်းအတီတကြားဖောက်ပြန်နေတဲ့သူရဲ့မရှိဘူးကြုံရင်ကြုံနေတဲ့သူနဲ့ကြုံလို့သူကအဲ့လိုမျိုးပတ်ပြီးတော့အဲ့လိုမျိုးရှုပ်တက်တဲ့သူမျိုးဖြစ်တယ်နော်ဖောက်ပြန်တဲ့အစီထက်ကိုပို့ပြီးတော့ကြော်လွန်နေတဲ့အစီအထိဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လေကိုကတို့ကိုထိန်းလို့နိုင်မှာမဟုတ်ပါဘူးအဲ့တော့ပြောရမယ်ဆိုရင်တော့လေသားသမီးတွေရှိတယ်ဆိုရင်လည်းကိုကတာဝန်ယူနိုင်အောင်စူးစမ်းပြီးတော့ကွာရှင်းနိုင်အကောင်းဆုံးပဲဖြစ်ပါတယ်ဒါကမိန်းကလေးဖြစ်ယောက်ျားလေးဖြစ်ဖောက်ပြန်ခံရပြီဆိုရင်တော့ကျွန်တော်တို့ဒီရုံထွက်လိုက်တာအကောင်းဆုံးဖြစ်ပါတယ်ဖောက်ပြန်နေတဲ့သူနဲ့တိမ်ထဲမှာအတူတူနေချင်းကလေလက်လည်းပိတ်တယ်ကန်စာတာလည်းညလို့ဘုံကန်နေလည်းနှိပ်ပါစေပါတယ်အဲ့တော့ခက်ဝေးမှာနေတာကအကောင်းဆုံးပဲဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့အခုခေတ်ကြီးထဲမှာလေဘာသာရေးနဲ့အသိပညာဘုဟုတုသားတွေကိုများများလေးလိုက်စာလေးလာစေချင်ပါတယ်ကိုချင်းသိက္ခာကောင်းတဲ့သူတွေဖြစ်ဖို့အာကုသိုလ်နဲ့ကုသိုလ်ကံတွေကဘယ်လောက်ထိပြောမယ်ဆိုရင်ကြောက်စရာကောင်းတယ်လဲဆိုတာတွေကိုကျွန်တော်တို့သိပဲဆိုရင်တော့မကောင်းတဲ့အရာတွေကင်းဝေးပြီးကောင်းတဲ့သူတွေပို့ပြီးတော့ပေါ်များလာစီမှာဖြစ်ပါတယ်အချစ်ရေးအိမ်အောင်ရေးတွေမှာကံကောင်းကြပါစေဗျာ